အားလုံးပဲမင်္ဂလာပါရှင်တနခါ FM စတူဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့စာရေးဆရာနောင်သွင်းညိုရေးသားထားတဲ့မိုးတိမ်မဲတို့၏ခြေအားဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးခြင်းပါရရှင်ဟေ့ကောင်ဖို့အောင်မင်းခွေးဦးလို့ရမှာနော်မညစ်နဲ့ဗျဟေ့ကောင်မင်းပုတ်လိုက်တာငါ့ကိုမထိပါဘူးဆိုမှဟုတ်တယ်မဟုတ်လားမင်းတို့ဟုတ်မနေဘူးကွငါမြင်တယ်နေ့ရဲ့ကြော်ကိုချစ်ဖို့ပုံမိတယ်ကွမင်းတို့မဖြေခင်ဖြူဖြူကဝင်ဖြေသွားတယ်ချစ်ပူကတော့ဖြူဖြူရဲ့စကားကြောင့်ကဲငါမပြောဘူးလားဆိုပြီးဖိုးအောင်ကိုရှာထုတ်ပြောင်းပြနေတယ်ဖိုးအောင်ကတော့မင်းတို့ကိုစစ်ကူတောင်းသလိုကြည့်နေတယ်အမြတ်နဲ့ရွှေလုံးတို့ကတော့ချစ်ပူကိုတစ်လှည့်ဖိုးအောင်တစ်လှည့်ကြည့်နေကြတယ်ကဲပါဟာအပြက်တရားငါပဲခွေးလို့လိုက်မယ်ဒီတစ်ခါပဲနော်အေးနောက်တစ်ခါဆိုရင်တော့ငါမလုပ်ဘူးအဲ့ဒါပြောပြီးပြီမင်းတို့အဲ့ဒါလိုပြောလိုက်တော့ဖိုးအောင်ကချစ်ပူကိုပျော်သွားကြတယ်ချစ်ပူကဆိုလက်ခုပ်တွေပါတီးလို့ရယ်ပြီးတော့သူတို့တွေအကုန်လုံးထိုင်နေရထားလိုက်ကြတယ်မင်းတို့လည်းခွေးလို့ရတော့မှဆိုတော့မတက်ရလိုက်ရတာပေါ့နင်တို့ညစ်ပတ်ရင်တော့နောက်တစ်ခါငါခွေးမလုပ်တော့ဘူးနော်သူတို့9ယောက်စလုံးမင်းတို့ပြောလိုက်ရသေးတယ်ဟုတ်တယ်လေသူတို့ညက်ပတ်ရင်မင်းတို့ကခွေးရွှေကျွတ်တော်မှမဟုတ်တာကဲ1 2 3စိတ်မီဟဲ့ရွှေလုံးကသူ့လက်တွေကိုထောင်ပြီးတော့အော်တယ်ရွှေလုံးရဲ့အော်တန်ဆုံးပြီဆိုတာနဲ့မင်းတို့ကတော့ဖိုးအောင်ရှိရဲ့ဘက်ကိုအားကုန်ပြေးလိုက်တော့တာပဲဖိုးအောင်ကအပြည့်မတန်ဘူးလေဟိဖိုးအောင်ကပါတယ်ဗျသူ့ဘက်ကိုမင်းတို့ပြေးလာပြီဆိုတာနဲ့နောက်ကိုတအားလှည့်ပြေးတော့တာပဲဘယ်ရမလဲသူကရှေ့ကနေအတင်းပြေးတော့မင်းတို့လည်းနောက်ကနေအတင်းလိုက်တာပေါ့ဟောမင်းတို့ရဲ့ဘေးကနေဖိုးအောင်ကကိုယ်ပြေးတယ်မိပြီဆိုပြီးမင်းတို့လှမ်းပုတ်လိုက်တယ်ဖိုးအောင်ကငုတ်ချောင်သွားတယ်မမိလိုက်ဘူးမိကိုနည်းနည်းလေးလိုတော့တဲ့ဟာဟဲ့ဖိုးအောင်လာခဲ့စမ်းဒီကိုဒီလောက်ပြောထားတာကိုကစားချင်နေသေးတယ်လာခဲ့ဖိုးအောင်နောက်ကနေအော်တန်ကြားလိုက်တော့မင်းတို့လည်းကစားနေရအောင်ရပ်ပြီးနောက်ကိုလှည့်ကြည့်မိကြတယ်ဟမ်ဖိုးအောင်ရဲ့အမေလက်ထဲမှာလည်းဒုတ်ကြီးနဲ့လာနင့်ကိုအဲ့ဒီမိမှုဆိုတဲ့ခလေးမနဲ့မကစားနဲ့လို့ပြောထားတဲ့ဟာကိုမရဘူးအဲ့ဒီမိသားစုနဲ့မပတ်သက်ချင်ဘူးလို့ခဏပြောနေတာလဲနားမလဲဘူးလာကစားမင်းတို့လည်းအရန်ကြောက်သွားတယ်ဖိုးအောင်ရဲ့အမေကအဲ့ဒါလိုကြီးပဲရဲ့ဖိုးအောင်ဆိုမင်းတို့နဲ့ဘာလို့မကစားခိုင်းတာလဲမသိဘူးအဖွားနဲ့အမေကိုမေးအောင်ကလည်းမင်းတို့ဘာမှမပြောကြဘူးအဖွားတော့ဖိုးအောင်ရဲ့အမေနဲ့အဖွားတို့ရန်ဖြစ်ထားကြလို့မကစားခိုင်းတာနေမှာပေါ့တဲ့အဲ့လိုပြောတယ်ဒါပေမဲ့ဖိုးအောင်နဲ့မင်းတို့ကမှရန်မဖြစ်ထားတဲ့ဟာကိုကစားခိုင်းရမှာပေါ့ဖိုးအောင်ကတော့သူ့အမေနာကိုရောက်သွားပြီနင့်အခလေးမနဲ့မကစားနဲ့လို့ခဏပြောထားတဲ့ဟာကစားချင်အောင်ကဲဟဲအဲ့ဒါကစားချင်အောင်ကြောက်ပါပြီအမေရဲ့နောက်မကစားတော့ပါဘူးဗျဖိုးအောင်ရဲ့ငိုတိုင်းရထွက်လာတယ်မင်းတို့ကြောင့်ဖိုးအောင်အဲ့ခံရတော့မင်းတို့လည်းငိုမိရောတာပေါ့ပြီးတော့ဖိုးအောင်ရဲ့အမေကမင်းတို့ကိုစိုက်ကြည့်ပြီးဖိုးအောင်ကိုဆွဲခေါ်ရတယ်မင်းတို့လည်းဖိုးအောင်ရဲ့အမေကိုကြောက်ပြီးပုံငိုမိရယ်ဟေးမင်းတို့ငါတို့ညနေကျရင်စိတ်ပေးရန်ကစားရအောင်နော်ဟဲအဲ့ဒါဆိုနေ့အမေကလာရိုက်မှာပေါ့ရိုက်လဲဘာဖြစ်လဲဟာဖိုးအောင်ကမင်းတို့နဲ့ဆော့ကျင်တာရဲ့ဒါပေမဲ့မင်းတို့ကတော့ဖိုးအောင်ရဲ့အမေကိုကြောက်တယ်ကွဟဲ့ကောင်ဖိုးအောင်ချစ်ပူကဖိုးအောင်ကိုခေါ်တယ်ဖိုးအောင်ကချစ်ပူကိုမင်းငေါ်ပြတယ်မင်းအမေကမင်းကိုမင်းတို့နဲ့ဘာလို့မဆော့ခိုင်းတာလဲကွမသိဘူးကွငါအမေကပြောလို့ပြောဘူးလေငါမေ့နေပြီဟိဟိုတနေ့တော့ကလည်းငါအမေကမမမျိုးရဲ့စာအုပ်တွေကိုကိုင်းကြည့်ပြီးတော့ငိုတယ်ကွပြီးတော့ငါ့ကိုလည်းခေါင်းခေါက်သေးတယ်မင်းတို့နဲ့ကစားလို့တဲ့ဒါပေမဲ့ငါတို့ကစားမှာပဲနင်းလည်းကစားခင်မှာမလားမင်းတို့ဖိုးအောင်ကမင်းတို့ကိုမေးတယ်မင်းတို့ကတော့ဖိုးအောင်ကိုကစားခိုင်းချင်တာပေါ့ဒါပေမဲ့ဖိုးအောင်ကိုသူ့အမေရိုက်တာခိုင်းရမှာလဲစိုးသေးတယ်ငါတို့ကတော့ကစားခိုင်းနေတာပေါ့ကွဒါပေမဲ့နေ့အမေကရိုက်မှာပေါ့
အဲ့ဒီခါကျရင်ပျော်စရာမှမကောင်းတော့တာ။မင်းတို့အဲ့ဒါလိုပြောလိုက်တော့ဖိုးအောင်ကနှက်ခမ်းဆိုတယ်ပြီးတော့မင်းတို့ကိုပြန်ပြောတယ်ငါအမေရိုက်တာခဏလေးပဲနာတာ။တင်ပုံးမှာဆရာမရေးပေးထားတဲ့စာတွေကိုလိုက်ကူးနေရင်ခေါင်းမှုတလူလိုကြီးဖြစ်လာတယ်။နာလဲစေးတလူလိုဖြစ်လာတော့နောက်ထပ်ဖျားရမယ်ဆိုတာကိုသိလိုက်ပြီးအရင်လိုပဲမျက်ရည်တွေကဝဲလာတယ်။ဘေးကောင်မှာထိုင်နေတဲ့အင်းမြတ်ကိုပြောပြလိုက်တော့ဆရာမမင်းတို့ကဖျားနေတယ်ရှင်။မင်းတို့ဝမ်းသာသွားတယ်။အင်းမြတ်ကိုလည်းကျေးဇူးတင်သွားတယ်။ဆရာမကမင်းတို့ရဲ့နှစ်ဖူးလေးကိုသူ့လက်တစ်ဖက်နဲ့လာဆန်းတယ်။ကိုကတော့ပူနေတာပဲကဲအဲ့ဒါဆိုလည်းအိမ်ပြန်လိုက်တော့နော်မင်းတို့နေကောင်းမှကြောင်းပြန်တက်ကြလားဆီယာမကအဲ့ဒါလိုပြောလိုက်တော့မင်းတို့လည်းပျော်သွားတာပေါ့မင်းတို့ရဲ့အခန်းကိုဒီဆီယာမအတန်းနိုင်လာလို့တာတကယ်အကောင်းဆုံးပဲဆီယာမကသဘောကောင်းနေရဲ့မင်းတို့လွယ်အိတ်လေးကိုခုံအောက်ကနေဆွဲထုတ်ပြီးလွယ်လိုက်တယ်လွယ်တောက်ကအပေါက်လေးကလည်းဟိုတခါကအမေချုပ်ပေးထားတာမှပြန်ပေါက်နေပြန်ပြီအမေကိုပြန်ချုပ်ခိုင်းရအောင်မယ်လွယ်ပြီးဆီယာမကိုလှမ်းကြည့်ရောဆီယာမကကောက်နှိပ်ပြတာနဲ့မင်းတို့လည်းအိမ်ကိုပဲတန်းပြန်ခဲ့တော့တယ်အိမ်ရောက်တော့အမေကမင်းတို့ရဲ့နှစ်ဖူးကိုဆိုင်းကြည့်တယ်ပြီးတော့ဟင်းကနေအသက်ရှူတဲ့အကြံကြီးကိုလည်းလှုပ်တယ်ဘာဖြစ်လို့လဲမသိဘူးမင်းတို့ကတော့ဘာမှမသိပါဘူးလေကျောင်းမှာစာမသိရပဲအိမ်ကိုပြန်ခဲ့ရတာနဲ့ရုံပြောနေရပဲခေါင်းတောင်တိတ်မမှုတော့ဘူးအမေအဖွားကောလို့မင်းတို့မေးတော့အမေကအခန်းထဲမှာအိတ်နေတယ်မင်းတို့လည်းကပ်ပေါက်ကြီးကြားထဲကနေချောင်းကြည့်လိုက်တော့အဖွားကအိတ်နေတာဟုတ်တယ်ဒါပေမဲ့အိတ်နေရင်နဲ့ချောင်းတွေခဏစိုးနေတာကွအမေပြောတာကတော့အဖွားလည်းဖျားနေရတဲ့ဒီနေ့ကတော့မင်းတို့လည်းဖျားတာဆိုတော့ကစားလို့မရတော့ဘူးမနေ့ညနေကဆိုဖြူတို့အိမြတ်တို့ရွှေလုံးတို့ချစ်ပူတို့ဖိုးအောင်တို့နဲ့စိတ်ပြေးတန်းကစားရတာပျော်စရာကြီးပဲဖိုးအောင်ရဲ့အမေကလည်းဖိုးအောင်လာမရိုက်ဘူးလေအဲ့တော့ပိုပြီးပျော်စရာကောင်းတာပေါ့ရွှေလုံးကလည်းသူ့အကိုကြီးရွှေပြုံးရဲ့ဘောင်းမီရိုးလာခဲ့တော့ပြင်းနေကိုဘောင်းမီကခဏကြွကြနေရရဲ့အဲ့တော့သူ့ကိုကြီးပဲခွေးယူကဖမ်းမိနေတော့တာပေါ့ဘောင်းမီနဲ့သူ့ခြောက်ကညှိရောမြင်မှပြေးလို့မရတာ哦လက်တစ်ဖက်နဲ့ကိုင်းပြီးပြေးရတော့မှဘောင်းမီကခြောင်လုံးတော့ရွှေလုံးဆိုပြေးနေကိုဖင်းလေးကိုပေါ်လို့ပဲရီရရဲ့ဖြူဆိုရွှေလုံးကြည့်ပြီးရီရဖြစ်ရှူးတောင်ထွက်ကြတယ်မင်းတို့လည်းဘာထုံးလဲရီလိုက်ရတာဖြစ်မျက်ရည်တွေပါထွက်ရလို့ရွှေလုံးကလည်းငပါပြသူ့ကြီးပဲခွေးခဏကြာနေတော့ဘောင်းမီကိုချွတ်လိုက်တော့တာရဲ့အဲ့ခါမှမြန်ပြေးလို့ရသွားပြီတခါမှခွေးယူမလို့ရတော့ဘူးရဲ့မင်းတို့လည်းတိတ်မရရတော့ဘူးပေါ့ဒါပေမဲ့မင်းတို့လည်းအဖျားပြောက်ရင်ပြန်ကစားလို့ရပါပြီလေမင်းတို့ကအခုလိုခဏဖျားနေကြဆိုတော့အကြာကြီးမဖျားဘူးဆိုတာလည်းသိနေပြီဒီနေ့ကတောက်ကြနေဆိုတော့တနင်္လာနေ့ကျရင်ပြန်ဆော့လို့ရတော့ပြီအဲ့ဒီခါကျမှကျောင်းမှာကစားရမယ်အဲ့ဒီနေ့ကျရင်ဖိုးအောင်ရဲ့အမေကဖိုးအောင်ကြောက်ထိလိုက်မပို့ရင်ကောင်းမှာပဲအဲ့ဒါဆိုဖိုးအောင်လည်းကစားလို့ရတာပေါ့ဖိုးအောင်ရဲ့အမေကလည်းမင်းတို့နဲ့ဖိုးအောင်ဘာလို့မကစားခိုင်းတာလဲမသိပါဘူးဟိုးရင်တော့ကကြတော့ကစားခိုင်းပြီးတော့ဟိုးရင်တော့ကဆိုတာလေမင်းတို့ရဲ့အဖွားရဲ့အဖေရဲ့အမေရဲ့သူတို့ဘေးကအိမ်မှာနေတော့ပြောတာအဲ့တော့ကဆိုရင်ဖိုးအောင်တို့အိမ်ကိုလေမင်းတို့ကသွားလဲကစားတာပဲမင်းတို့အိမ်ကိုဖိုးအောင်ကလည်းလာကစားတာပဲကွတခါလေကြရင်မမမျိုးတော့မှပါသေးရဲ့မမမျိုးဆိုတာကဖိုးအောင်ရဲ့အမလေးမမမျိုးကချစ်စရာကောင်းတယ်မင်းတို့နဲ့ဖိုးအောင်ဆိုလဲပုံနေဝဲကျွေးရရဲ့မင်းတို့ကတော့မမမျိုးတအားချစ်တာပဲဒါပေမဲ့အခုကျတော့မမမျိုးကမရှိတော့ဘူးကွတေးသွားပြီရဲ့မမမျိုးမသေးခင်မှာအဖေကအလုံးလုံးထွက်သွားတယ်တဲ့အမေကပြောတာပြီးတော့မင်းတို့ရဲ့အဖွားရဲ့အမေရဲ့ကဒီအိမ်ကိုပြောင်းလာခဲ့ရပဲမမမျိုးမသေးခင်လေးမှာအခုမင်းတို့အိမ်ကိုမမမျိုးကတခါလာသေးရဲ့ပြီးတော့အဖွားရဲ့အမေရဲ့မမမျိုးရဲ့ကအခန်းထဲမှာအကြာကြီးနေကြတာ
မမမျိုးကငိုသေးတယ်ကွဘာလို့ငိုတာလဲတော့မသိပါဘူးအဲ့ဒီတော့ကမင်းတို့ကအိမ်အောက်မှာကစားနေရနောက်ပိုင်းကျတော့မမမျိုးကတေးသွားပြီတဲ့ပြီးတော့အမေတို့နဲ့ဖိုးအောင်ရဲ့အမေကိုတွေရန်ဖြစ်ကြတယ်အဲ့ဒါလိုရန်ဖြစ်လို့မင်းတို့နဲ့ဖိုးအောင်ကိုမကစားခိုင်းတာနေမှာပေါ့လို့ဖွားကပြောတာအခုဆိုအဖေအလုပ်လုပ်သွားတာလဲကြားလာပြီခုထိပြန်မလာသေးဘူးဒါပေမဲ့မင်းတို့ကအမေနဲ့အဖွားကိုပဲချစ်တာပါအဖေကမူးရင်မင်းတို့နဲ့အမေကိုရိုက်တာကိုအဲ့ဒါဆိုတော့အဖေကိုမချစ်တော့ဘူးပေါ့လာမင်းတို့လေးအဖွားနဲ့ထမင်းစားရအောင်ဒီချောင်းကလည်းမင်းတို့မျက်နှာတစ်ပြီးအိမ်ပေါ်ပြန်တက်ခဲ့တော့အဖွားကထမင်းစားဖို့ခေါ်တယ်အဖွားကအခုထိအဖျားမပြောက်သေးဘူးလားမသိဘူးချောင်းတွေခဏခဏစိုးနေရရဲ့မင်းတို့ကတော့အဖျားပြောက်သွားပြီအဖွားကမင်းတို့ပကံထဲကိုပဲပြုတ်တွေထည့်ပေးရဲ့အဖွားရဲ့လက်လေးတွေကလည်းမင်းတို့ရဲ့လက်လေးတွေလိုပိန်ပိန်လေးတွေပဲရဲ့အဖွားအမေကောမင်းတို့မေရောအဖွားကဈေးရပြန်မလာသေးဘူးအဲ့ဆိုဒီနေ့အမေပဲပြုတ်တွေကရောင်းမကောင်းလို့လားမသိဘူးအရင်နေ့တွေတော့ဆိုရင်မင်းတို့အိမ်ယာနိုးတာနဲ့အမေကအိမ်ပြန်ရောက်နေပြီဒါပေမဲ့ခဏနေရောအမေပြန်ရောက်လာတယ်ဒီနေ့ကတော့မင်းတို့လည်းအဖျားပြောက်ပြီတနင်္လာနေ့လည်းရောက်ပြီဆိုတော့ကြောင်းသွားရတော့မယ်မင်းတို့ရဲ့လွေးတောက်ကအပေါက်ကိုလည်းအမေကပြန်ချုပ်ထားပြီးပြီပထမတော့ကျောင်းကိုဖြူဖြူလုံးနဲ့အတူတူသွားမလို့ပဲအရင်နေ့တုန်းကဆိုလဲဖြူဖြူနဲ့အိမ်မြတ်တို့ကမင်းတို့အိမ်ကိုလာပြီးတော့မင်းတို့အိမ်ကနေ၃ယောက်စလုံးအတူတူသွားနေကြတခါတလေဆိုလဲချစ်ပူတို့ရွှေလုံးတို့ရောအဖွဲလိုက်အတူတူသွားနေကြပဲဒီနေ့ကျတော့အမေကမင်းတို့ကိုကြောင်းလိုက်ပို့မယ်ဆိုလို့ဖြူဖြူတို့ကိုမဆောင်တော့ပဲအမေနဲ့ပဲကြောင်းလာခဲ့လိုက်တော့တယ်အမေကမင်းတို့ရဲ့လက်ကလေးတွေကိုသူ့လက်ညှိုးလေးထည့်ပေးရဲ့မင်းတို့လည်းအမေရဲ့လက်ညှိုးလေးကိုပြန်ပြီးဆုပ်ထားလိုက်တာပေါ့ကျောင်းကိုရောက်တော့ကျောင်းမတက်သေးပေမဲ့ဆီယာမကကျောင်းခန့်အပြင်မှာရောက်နေပြီဟိုဘက်ရက်ကွက်ထဲကညီတွတ်တို့ဖိုးဆိုးတို့လည်းရောက်နေကြပြီအမေကဆီယာမအနာမှာရက်နေခဲ့မင်းတို့ကတော့အခန်းထဲမှာလွိတ်သွားထားလိုက်တယ်ဖြူဖြူတို့ကမလာကြသေးဘူးလားမသိဘူးအခုကမင်းတို့လည်းအဖျားပြောက်ပြီဆိုတော့သူတို့နဲ့စိန်ပြေးတန်းကစားလို့ရပြီလေကစားလဲကစားကျင်လာပြီခဏနေရောအခန်းအပြင်ကိုမင်းတို့ထွက်လိုက်တယ်ဖြူဖြူတို့ကလည်းအခုထိကိုမလာကြသေးဘူးအဲ့ဒီကောင်မကြီးဘာလုပ်နေကြတာလဲမသိမင်းတို့ရေခဏလာအောင်အခန်းအပြင်ကိုရောက်တုံးရှိသေးရဲ့ဆီယာမလှမ်းခေါ်တာနဲ့မင်းတို့သွားလိုက်ရတယ်ဆီယာမကမင်းတို့ရဲ့ခေါင်းလေးကိုပွင့်ရင်မင်းတို့ကကျမ်းမာရေးချူချာတယ်နော်အမကျမရောက်တာတအားမပြေသေးဘူးသူဖျားတာအခုဟောဆို2ခါရှိပြီဆိုပြီးအမေကိုပြောတယ်ဟုတ်တယ်ဆီယာမရေမင်းတို့ကငယ်ငယ်ကလေးကကျမ်းမာရေးချူချာတာရဲ့ဒီနှစ်လဲခဏခဏဖျားနေရဆိုတော့2တန်းဆောင်ဝဲတောင်အောင်ပါမလားလို့ကျမကတွေးနေတာအဲ့ဒီအတွက်တော့မစိုးရင်ပါနဲ့အမရဲ့အခုက7နှစ်တည်းဆိုတော့ဆောင်ဝဲမရှိရောဘူးရဲ့ဒါပေမဲ့မင်းတို့ကစားတော့သိမ့်မရဘူးရှင်အဲ့ဒါအမတို့လည်းအိမ်မှာသူ့ကိုယူဆိုင်ပေးကြအောင်ပေါ့ဆီယာမပြောပြီးမင်းတို့ကိုကြည်နေရပြီးတော့မင်းတို့ကိုလည်းပြုံးပြတယ်မင်းတို့ကတော့ဆီယာမကိုတိတ်မကြည့်ပါဘူးကျောင်းရဲ့ပေါက်ကိုကြည့်ပြီးတော့ပဲဖြူဖြူတို့ကိုမျှော်နေမိရယ်အော်ဒါနဲ့လေအမတလုံးကဖိုးအောင်ရဲ့အမေနဲ့ကျမတွေ့သေးတယ်ရှင်သူကဖိုးအောင်နဲ့မင်းတို့ကိုမပေါင်းခိုင်းချင်ဘူးတဲ့ဘာဖြစ်လို့လဲလို့ကျမကမေးရောသူတို့မိသားစုနဲ့မပတ်သက်ချင်လို့ပြဿနာဖြစ်ထားလို့ဆိုပြီးတော့ပဲပြောသွားတယ်ကျမလည်းလူကြီးတွေပြဿနာကြောက်ဆိုတော့ခလေးတွေကိုမပေါင်းခိုင်းတာကအတိတ်ပဲမရှိဘူးလို့ပြောလိုက်တယ်ဒါနဲ့လေအမကျမကြားမိတာကဖိုးအောင်ရဲ့အမကိုရင်ဖြတ်ချရာတည်သွားတယ်ဆိုပြီးတော့အဲ့ဒီကိုရင်ကအစော်ဝါခံရတာလို့လဲကြားတယ်ဟုတ်လားဆီယာမကအတန်တိုးတိုးလေးနဲ့ပြောတယ်အမေကမင်းတို့ကိုငုံကြည့်ရယ်မင်းတို့လည်းအမေကိုမော့ကြည့်မိရယ်အမေကစိတ်ညစ်နေရလားမသိဘူး
ဟုတ်တယ်ဆီယာမအဲ့ဒီကိစ္စမနစ်ကမှဖြစ်သွားတာလေခလေးမလေးကနဝဝရဟမဲ့ရှိသေးရစိတ်မကောင်းစရာပဲရှင်အဲ့ဒီအဖြစ်တွေကလည်းတနေ့တခြားများလာသလားမှတ်ရတယ်လောကကြီးကလည်းဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူးနော်အမေကမင်းနူကိုကြည့်ပြန်တယ်မင်းနူကတော့ကြောင်းရမ်းပေါက်ကိုပဲမျောကြည့်နေမိရဲ့ဖြူဖြူတို့ဟာခုထီကိုမလာကြသေးဘူးကြားလိုက်တာတကယ်ပဲကစားကြလှပါပြီဆိုမှအဲ့ဒါနဲ့ပဲကြောင်းကတက်တော့မှာလောကကြီးနဲ့တော့မဆိုင်ပါဘူးဆီယာမရဲ့အထီးကလူတွေပါပဲအခုတော့အဲ့ဒီလူလဲထောင်ထဲမှာပါကျမကတော့သူ့ကိုရုံမုန်းကြီးကိုဖြစ်သွားတော့တာပဲသူ့ကြောင့်မို့ခလေးမလေးတို့အတိုင်းဝိုင်းကကျမတို့ကဘာမကြေဖြစ်သွားတာအင်းလေတမီးငယ်ငယ်ရွယ်ရွယ်ကလေးကဒီလိုဖြစ်တော့ဘယ်မိဘကခွင့်လွှတ်နိုင်ပါမလဲပထမကကလေးမမကိုဝင်ကြမ်းမှမသိကြဘူးရှင်နောက်ပိုင်းကျခလေးမလေးကသိတော့ဘသူမှမပြောရဲဘူးထင်ပါရဲ့သူမသိခင်တော့သူ့ကိုဝင်ဖြတ်ချခြင်းလို့ကူညီပေးပါဆိုပြီးကျမစီရောက်လာသေးတယ်ရှင်အဲ့ဒါဆိုအမကသူ့ကိုဝင်ကိုဖြတ်ပြလိုက်တဲ့သူပေါ့မဟုတ်ပါဘူးဆီယာမရဲ့ကျမကမကူညီနိုင်ဘူးလို့ပဲပြောလိုက်တာပါဒါပေမဲ့ကျမတော့စိတ်မကောင်းဖြစ်ရတာပေါ့လေကျမတို့နဲ့အဲ့ဒီကိစ္စဆိုင်တယ်လို့လည်းဖြစ်နေတာပဲ哦ရှင်ဘလို့ဆိုင်တာလဲအမရဲ့အမပြောတာကိုကျမနားမလဲဘူးအမေကမင်းနူကိုကြည့်ပြန်တယ်မင်းနူကတော့ပျော်သွားတယ်ဖြူဖြူနဲ့အိမ်မြတ်တို့ကြောင်းနဲ့ဝင်လာတာကိုမြင်ရတယ်လေသူတို့နှစ်ယောက်တည်းမကဘူးချစ်ပူတို့ရွှေလုံးတို့လည်းပါတယ်ဟိုးနောက်မှာဖိုးအောင်လည်းပါတယ်သူ့အမေကဒီနေ့မလိုက်ပို့ဘူးထင်တယ်မင်းနူကတော့ပိုပျော်သွားတာပေါ့နီးတွတ်နဲ့ဖိုးဆိုရောကစားမှာဆိုရင်ပိုကောင်းတယ်လူတွေများတော့ပိုပျော်ရတာပေါ့ဖြူဖြူတို့အဖွဲကိုမင်းနူလက်ကလေးမြောက်ပြလိုက်တယ်ဟေးလို့လည်းအကျဲကြီးអော်လိုက်တယ်ဖြူဖြူတို့အဖေကမင်းတို့ကိုမြင်သွားတော့သူတို့ဖက်နှက်တွေကိုချွတ်လိုက်ကြတယ်။ပြီးတော့ဖက်နှက်တွေကိုလက်ကကိုင်းပြီးအတင်းပြေးလာကြတယ်။မင်းတို့စီကိုဘသူအရင်ရောက်ဆိုပြီးអော်လိုက်တဲ့ချစ်ပူရဲ့အတန်ကလည်းအကျဲကြီး။မင်းတို့လည်းသူတို့လိုပဲဖက်နှက်ကိုကုန်းချွတ်လိုက်ပြီးငါတို့စိတ်မီးတဲ့ကစားရအောင်ဟေးလို့អော်ပြောရင်အမေနဲ့ဆရာမအနာကနေဖြူဖြူတို့အဖွဲစီကိုအားကုန်ပြေးသွားလိုက်တယ်။တိတ်ဆိုင်တာပေါ့ဆရာမရဲ့ခလေးမလေးကိုအဲ့ဒါလိုလှုပ်လိုက်တဲ့လူကမိနုရဲ့အဖေလေးအဲ့ဒီတော့ကျမတို့ကိုပါမုန်းကြတော့တာပဲရှင်နောက်ကအမေအတန်တူးတိုးလေးကိုကြားရတယ်ဆီယာမရဲ့ရှင်ဆိုတဲ့အတန်ကတော့အကျဲကြီးပဲဘာဖြစ်လို့လဲမသိဘူးဒါပေမဲ့မင်းတို့ကတော့နောက်ကိုလှည့်မကြည့်ရောပဲဖြူဖြူစီကိုပဲရအောင်ပြေးနေမိရောတယ်မင်းတို့ဖျားနေတဲ့အချိန်မှာမကစားရတဲ့စိတ်မီးခံကိုကစားခြင်းလှပြီလေအခုဖပြတော်တာလေးကတော့စိုင်းဆရာနောက်သွင်းကိုရေးသားထားတဲ့မိုးတိမ်မဲတို့ဤခြေအားဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါရဲ့ရှင်အဆုံးထိနားဆင်ခံစားအားပေးကြတဲ့တောတာရှင်တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ရှင်အားလုံးပဲတာယာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်